သိပ္ပံပညာရှင်တဦးသည်နှစ်ပေါင်းတစ်ဆက်ခဲနေသောအမျိုးသမီးတဦးကိုမတော်တဆတွေ့ရှိခဲ့သည်သူမတင်မကဘူး။ကုန်နေသောအရေးအယောင်များမတွေ့ရတော့လဲသူမ၏အသားရည်သည်အလွန်နုနယ်ပြီးချောမွေ့နေပါသည်။သူမကိုဓမီဖြင့်ဂယုတစိုက်ကြည့်ရာအမျိုးသမီး၏တပည့်များဖြစ်ကြောင်းရုတ်တရက်တွေ့ရှိခဲ့သည်။အလင်းကိုတုံ့ပြန်ခြင်းသိပ္ပံပညာရှင်သည်တာမန်လူများတုံ့ပြန်မှုဖြစ်သောကြောင့်ရုတ်တရက်တုန်လှုပ်သွားသည်။သူသည်သူမ၏မျက်လုံးများကိုအမြန်ပြန်ကြည့်ကာမထင်မှတ်ပဲထိုမျိုးသမီး၏တပည့်များဖြစ်နေလေသည်။သိပ္ပံပညာရှင်သည်ယင်း၏လုပ်ဖော်ကိုင်ဖက်များအားပြင်းတို့သည်ပြစ်လွတ်ရန်အလင်းလိုနေကြောင်းအမြန်ပြောခဲ့သည်။အုံနောက်လိုင်းကရိယာထိုးနောက်ကရိယာကိုအမျိုးသမီးနှင့်ချိတ်ဆက်ပါ။ဒါပေမဲ့ရလက်ကလူတိုင်းကိုတုန်လှုပ်စေခဲ့ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းတစ်ဆက်အမျိုးသမီးသည်အသက်ရှင်နေသေးသည်ဒီတော့သူတို့ကွန်ပျူတာတစ်လုံးကိုချက်ချင်းတက်ဆင်ပြီးအကြီးမားသောရေခဲတုံးကြီး၏အရေးပျော်မှုကိုအရှိန်မြင့်ရန်ပြင်ဆင်ခဲ့သည်။အခန်းတွင်အပူချိန်များဇက်တိုက်မြင့်တက်လာသည်နှင့်အမျှအပေါ်မှစမ်းရည်များကျဆင်းလာသည်။ drop by drop ဒါပေမဲ့အရေးပျော်နှုန်းကနှီးလုံးနယ်လို့သိပ္ပံပညာရှင်ကယူဆနေတုန်းပဲ။ဒါကြောင့်သူကစက်ဝိုင်းတစ်ခုထပ်ထည့်တယ်။ရင်းပေးရှိအသားတင်ပွဲများ၏အပူချိန်ကို100ဒီဂရီအထိတိုက်ရိုက်ချိန်ညှိပေးသည်ဒီတိုင်းပဲ။နာရီနှဲငယ်ကြာပြီးနောက်အေးခဲနေသောအမျိုးသမီးသည်နောက်ဆုံးတွင်သူ့ကိုယ်သူအလုံးပိတ်ထားသည်။အံ့ဩဖွယ်ရုပ်သွင်းကိုလည်းအမှတ်တမဲ့ပြသခဲ့သည်။လူတိုင်းကအမျိုးသမီးကိုခွဲစိတ်ခန်းထဲရွှေ့ခိုင်းတယ်။စပွဲပေါ်တင်ပြီးနောက်သူမ၏ခန္ဓာကိုယ်ပေါ်ရှိသားမွေးများကိုဖျက်တောက်ကာတကိုယ်လုံးကိုစစ်ဆေးရန်အစဉ်သင့်ဖြစ်နေသည်သို့သောအမျိုးသမီး၏ခန္ဓာကိုယ်တွင်နှင်းကိုက်သည့်လက္ခဏာမတွေ့ရပေသူမကိုပြုစုစောင့်ရှောက်နေစဉ်အပူချိန်ကတဖြည်းဖြည်းပူလာတဲ့သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်းသည်တဖြည်းဖြည်းပြန်ရောက်လာသည်တိတ်မကြခင်မှာပဲအမျိုးသမီးကရုတ်တရက်မျက်လုံးပွင့်လာတယ်မထင်မှတ်ပဲသူမပြန်ကောင်းလာခဲ့တယ်အသိစိတ်လူတိုင်းအံ့ဩသွားကြသည်လွန်ခဲ့သောနှစ်တစ်ဆက်ဤမျိုးသမီးသည်အံ့ဖွယ်နည်းဖြင့်နိုးလာခဲ့သည်ဒါပေမဲ့ဆရာဝန်ရှိတုန်းကပေါ့တုံလှုပ်သွားပြီးကောင်မလေးကရုတ်တရက်တုံလှုပ်သွားပြီးရုန်းကန်နေတဲ့ကံကောင်းစွာနဲ့ပဲဆရာဝန်ကမြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ပါတယ်ထို့နောက်ဆရာဝန်သည်သူမ၏သွေးကိုချက်ချင်းစမ်းသပ်စစ်ဆေးခဲ့တော့လဲရလဒ်မှာထိတ်လန့်တုံလှုပ်သွားခဲ့သည်သူတွေ့တယ်ကောင်မလေးရဲ့သွေးတွေပြောင်းလဲသွားတယ်ဤပြောင်းလဲမှုသည်အချို့သောယောဂတစ်ခုဖြစ်နိုင်ခြေရှိသည်နမူနာအရထိုမိန်းကလေးသည်နှစ်ပေါင်းတန်း40အသက်ရှင်နေထိုင်နိုင်ပွဲရှိသည်အဲ့ဒါကတခုရေခဲခေတ်မှလူသားမျိုးဆက်သစ်များသို့သောသူတို့၏အတန်များမှာအားနည်းနေပါသည်တင်းဖော်တယောက်ဓာတ်ခွဲခန်းထဲမှာရုတ်တရက်မူးလဲသွားတယ်အဖျားက40ဒီဂရီထိရောက်သွားတယ်ဆေးဆက်စစ်ဆေးမှုခံယူပြီးနောက်တွင်အဆိုပါအသင်းဖော်၏သွေးများပြောင်းလဲသွားသည်ကိုတွေ့ရှိခဲ့ကြောင်း